လုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့29ရက်6လ2025ပေါ့နော်ဒီကနေ့မှာဆိုရင်ကျွန်တော်အရင်တော့ဝင်ကပူးတဲ့သင်ခန်းစာတွေရှိတယ်ဒါပေမဲ့အကောင့်ပြတ်သွားခြင်းအမျိုးမျိုးပေါ့နော်ဖုံးပြောက်သွားခြင်းအမျိုးမျိုးသောကြောင့်မို့အဆက်တွေပြတ်သွားတဲ့ keyboard သင်ခန်းစာကိုပြန်လည်စတင်ပါမယ်ဒီအပိုင်းကိုအပိုင်းတစ်လို့ပဲပြန်မှတ်ပြပါအောင်နော်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကတင်တဲ့ပြနေတဲ့သူတယောက်ရဲ့အနေထားနဲ့ပဲပြောပြမယ်ပေါ့နော်ကျွန်တော်အခုလက်ရှိဒီမှာရှိတဲ့ keyboard လေးတွေဟာဆိုရင်ဒါကဒီခေတ်ဒီကာလမှာဆိုရင်ဒီ keyboard မျိုးစားလေးတွေဆိုရင်2သိန်းကျော်နဲ့ပတ်ချာပေါ့နော်2သိန်းကျော်ပတ်ချာရင်3သိန်းပတ်ချာရင်အဲ့ဒီလောက်ရှိတဲ့ keyboard တွေ3သိန်းနဲ့နည်းနည်းကျော်လဲကျော်ပေါ့ပုံသိန်းတော့ကျွန်တော်လည်းအတိအကျမပြောနိုင်ဘူး2သိန်းခွဲ3သိန်းကျော်အဲ့လိုဖြစ်နိုင်ပါတယ်အဲ့တော့တချို့တော့သူတွေကဒီ keyboard ကသိန်း60သိန်း100အများကြီးပေါ့ဗျာဒါကတော့တက်နိုင်တော့အဲ့ဒီလို keyboard ရှိမှတီးတတ်မှာမဟုတ်ဘူးဘယ်လို keyboard ပဲတီးတတ်ဖို့ကအရင် keyboard CDD ကိုဂိုင်နိုင်မှုကဒုတိယအဲ့ဒါလေးမှတ်ထားပြီနော်အဲ့တော့မတိတက်တဲ့သူကမြောက်အုံးဒီရမှာပဲဘာမှမလုပ်တော့သူ့သိန်း1000လောက်ရှိတဲ့ keyboard ပဲပြီးသူဘာမှမတက်တာအဲ့တော့အရေးကြီးဆုံးပိုင်းဒါလေးကစကားတော့နည်းနည်းရှည်သွားတယ် beginner တွေကိုအားပေးတဲ့စကားမှုတွေပါအဲ့တော့ကျွန်တော်တို့ကအခုကလက်ဘယ်ဘက်လက်ညာဘက်လက်သင်ခန်းစာစမယ်နော်ဘယ်ဘက်လက်ညာဘက်လက်ကိုကြိုတောင်းမှန်အောင်မယ်ကျွန်တော်ရဲ့အကောင့်ထဲမှာလုံးဝ pianist တွေအများကြီးရှိတယ်နိုင်ငံကျော်စနေရဆရာတွေအကုန်လုံးရှိတယ်ပေါ့နော်အဲရှိတဲ့ချိန်မှာဒါသူတို့လည်းကြိုတောင်းမှန်ပါတယ်တင်ရတာတော့မမအောင်သူတို့ပြေးမှာဆိုလို့သူတို့ကပြင်ကြော်ပြီးပေါ့နော်ဝေဖန်တော့တက်ထရာရှိနေကြိုးဆိုပါတယ်လို့ဆိုအောင်မီးပြောတာပြန်နာလူရဲဆိုရင်လည်းကျွန်တော်ကိုဆိုအောင်မီးပြောတာပြန်နာလူနေတယ်ဆို comment ရေးပေးနိုင်ပါတယ်ကျွန်တော်ရိုးသားလက်ခံပါတယ်အဲ့တော့ဘယ်ဘက်ညာဘက်အဲ့မှာကျွန်တော်တို့ကလက်မကနေစမှာပေါ့နော်လက်မကနံပါတ်1ပေါ့နော်အဲ music မှာကျွန်တော်ကလေ1အန်2အန်3အန်ဆိုမသုံးအဲ့တော့ music မှာဘိုးဆန္ဒမဟုတ်1 2 3 4 5ပဲသုံးတယ်1 2 3 4 5တော့မသုံးဘူးတချို့စာအုပ်တွေက1 2 3 4 5လက်နံပါတ်1လက်နံပါတ်2အဲ့လိုတွေမြင်ဘူးတယ်ပေါ့ဗျာစာအုပ်ရေးတဲ့သူတွေလည်းမစော်ကားပါဘူးအဲ့တော့ကျွန်တော်1 2 3 4 5သွားမယ်လက်မကစမယ်နော်1 2 3 4 5အဲ့တော့သူကလေးပြအတောင်မှန်လို့ပဲဖြောင်းမှန်တော့မှာ1 2 3 4 5ပြောရမယ်ဆိုရင်တော့အဲ့ဒီ1 2 3 4 5ကိုညာရေးနည်းနည်းလာပြီးပါလားအခုဒီတလုံးနဲ့ပဲအရင်ပြောပြမယ်ဘေးလိုက်ကိုဒီဘက်ဘေးလိုက်ကိုပဲပေါ့ပြောပြမယ် keyboard မှာဒါ model အလေလက်ပါပဲဒီလောက်ဆိုရင်ကျင်းလို့ရပြီနော်အဲ့တော့အဖြူရောင်ခလုတ်လေးတွေရှိတယ်အဖြူလေးတွေပြီးအမဲလေးတွေရှိတယ်အဲဒါကိုလုံးဝဒါမူလာတိုင်းလို့တင်နေတဲ့သင်ခန်းစာဖြစ်လို့အဲ့လိုဒီရှင်းပြနေတာနော်အဲ့တော့အဖြူရောင်ခလုတ်လေးတွေကတော့ကိစ္စမရှိဘူးအဖြူရောင်ခလုတ်လေးတွေဆိုရင်တော့ဘယ်ကနေစမယ်ဆိုတော့ခုနပြောတဲ့လက်မ1လက်မဆိုတာ1 2 3 4 5ဆိုတော့ဘယ်ကနေစထွက်မယ်ဆိုရင်5ကနေစထွက်မှာပေါ့5ကနေ1 2 3 4 5ကနေစထွက်မှာအဖြူပဲထွက်မှာနော်5ကျွန်တော်လက်ယူရမယ့်ပုံစံတို့ခါအနေထားတို့ position တို့မပြောသေးဘူးအခုပြောတာလောတဲ့အရင်မှတ်မှာ5 4 3 2 1ဟုတ်ပြီနော်โอเคနောက်တစ်ဆက်အဲ့ဒါဒီ5ကစမှာ5 4 3 2 1 5 4 3 2 1ပေါ့အဲ့လိုစမှာအဲ့တော့လက်ကတော့ကျွန်တော်ကအသီးလေးတတိပေါ့အသီးလေးတတိကိုင်းတယ်အဲ့လိုခုံးအောင်ဒီလိုလေးအစစ်လေးကဒီလိုလေးကျိုးနေရမှာလက်ထဲမှာကျွန်တော်ကဒီ
အသီးလေးတစ်ခုကင်ထားသလိုမျိုးလိမ္မော်သီးလေးဆိုတော့အမျိုးမျိုးပေါ့နော်အဲ့လိုလေးခုံးထားမှာဒီလိုလေးခုံးထားမှာပေါ့နော်အဲ့လိုကြီးမတီးရအောင်ဒီလိုလေးခုံလေးအဲ့လိုခုံလေးခလုတ်ပေါ်မှာအဲ့လိုခုံလေးခလုတ်ပေါ်မှာဒီလိုမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးနော်ပြီးရင်ဒါအမှန်ဆိုရင်တော့ဒီလိုခုံလေးပဲပြီးရင်သူ့ရဲ့ဟိုဟာမေလိုဒီရဲ့တန်စင်ရသွားတာတော့ဒိုရီမီဖာဆိုအဲ့လိုသွားတာဆိုပါမီရီတို့ဒါအနိုင်တဲ့နဲ့ကျွန်တော်ဆိုပြတာဒါပေမဲ့အဲ့ဒါမစင်းစားနဲ့ကိစ္စမရှိဘူးအဲ့ဒါမစင်းစားနဲ့1 2 3 4 5ကိုပဲအရင်သွားလိုက်1 2 3 4 5နားထဲမှာအဲ့ဒီဒိုရီမီဖာဆိုတဲ့အတန်ကိုကလေးတွေအတွက်တချို့ကလေးတွေကြတော့အရန်ငယ်တယ်9နှစ်6နှစ်မှတ်မိဖို့မလို့သူတို့မှတ်မိတာ1 2 3 4 5ပဲ1 2 3 4 5မှတ်မိရပြီ1 2 3 4 5 5 4 3 2 1ဒါပဲဒီဘက်မှာလည်းအဲ့လိုပဲဒီနေ့ကဘလို့ target ထားပြီးတော့ဘလို့အမှတ်သားပြီးမလဲဆိုအမဲက2ခုရှိတယ်ဒီကအမဲ3ခုရှိတယ်အုပ်စုတွေကအမဲ2ခုကအုပ်စုတစ်စုအမဲ3ခုကအုပ်စုတစ်စုအမဲ2ခု3ခု2ခု3ခုဒါပဲတော့တာ2ခု3ခု2ခု3ခု2ခု3ခုဒါပဲတော့တာသွားတဲ့အချိန်မှာကျွန်တော်တို့ကအမဲစထွက်တာအမဲ2ခုရဲ့ဘယ်ဘက်အချမ်းကက်ရက်ကအဖြူကနေစထွက်တာအဲ့တော့နောက်ထပ်တစ်ခါတစ်ချိန်လာတဲ့အမဲ2ခုရဲ့ဘယ်ဘက်အချမ်းအဲ့ဒီက2ခုကဒိုအဲ့ဘောနော်တိတ်ဟိုဖြစ်သွားလိမ့်မယ် view file ရှိတော့မှဆိုလို့ဒီအမဲ2ခုကနေပဲ B ဘယ်ဘက် B ကက်ရက်ကအဖြူလေးကနေစမယ်ချိန်မှာတားကြီးစဉ်းစားကြရမလို့ဒီဗီဒီယိုဖိုင်ကိုတွေ့တဲ့အချိန်မှာတွေ့တဲ့လူကြီးကကလေးကိုပြန်တင်လို့ရရယ်နော်ကလေးတင်နေတာမူကြိုတင်နေတဲ့သဘော1 2 3 4 5ဒါခလုတ်အရေးအတွက်လက်ချောင်းနံပါတ်အရဆိုရင်တော့5 4 3 2 1ပြောင်းမြန်လက်မ1ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီဘက်ကကျတော့1 2 3 4 5လေအဲ့တော့စတီးလိုက်တာ5ကစတီးတာ5 4 3အဲ့မျိုးပေါ့5 4 3 2 1 5 4 3 2 1ဒါတီးခိုင်းလိုက်ပြီးရင်ဒီဘက်အမဲမှာလည်းဒီဘက်မဲမှာကျတော့1အစားပေါ့လက်မအစားအမဲနှစ်ခုရဲ့ဖေးက1 2 3 4 5ဒါ1 2 3 4 5ဟိုဘက်မှာတော့5 4 3 2 1အဲ့ဒါအစင်လိုက်ဒါလေးပဲကြည့်လိုက်တိုင်မီလေးတော့6လောက်လေးတော့ရိုက်ပေါ့ဗျာနောက်မှအသေးသေးတည်ပြီးမယ်နော်ကလေးတွေအတွက်ဆိုရင်အရင်ဆုံးဒါစကျင်မှာဘယ်ဘက်ကနေယူမယ်ဆိုရင်တော့5 4 3 2 1 round စစ်ကအဲ့လိုမကြနေဘူးဒီလက်ကောက်ဖို့တော့မယ်round စစ်ကြီးကဒီလိုကြမယ်round စစ်ကမြင်းမြိုင်ဖြစ်ရမှာပြောချင်တဲ့အဓိပ္ပာယ်မြင်းမြိုင်ဖြစ်ရမှာဒါကျွန်တော်တင်ငန်းမှာအမြဲသုံးတဲ့ပြည်တံပေါ့နော်ဒါလေးတော့တုံတောင်ဆိုရင်မရှင်းပါဆိုလို့ပြည်တံလေးစောက်ထားတာမြင်းမြိုင်ဖြစ်ရမှာဒီခလုတ်နဲ့ကျွန်တော်ဒီလက်ဖြံယူပေါ့လက်ဖြံယူကအဲ့လိုမြင်းအပြိုင်ဖြစ်မှာတတရက်လေးအဲ့လေမကြဘူးဒီလိုကြီးမကော့အောင်ဒါလေးဒီပန်းသီးလေးတို့လိမ္မော်သီးလေးတို့ကင်ထားတာမှန်ယုံနေမလုံတော့သေးဘူးအဲ့လက်ဖြံယူကဒီလိုကြီးမဟုတ်အဲ့လိုကြီးမဟုတ်ဒီလိုလည်းမဟုတ်မြင်းမြိုင်လေးဖြစ်ရမှာဖြောင်းနေအဲ့ဒီခလုတ်ကလေးတွေနဲ့ပြိုင်နေရမှာโอเคအသေးသေးရှင်းနေတဲ့အတွက်နည်းနည်းတော့ရှည်တယ်ဗျဘာမှသာမဟုတ်တာတိတဲ့သူတွေကတော့တိပြီးသားအဲ့တော့မြင်းမြိုင်လေးဖြစ်နေမှာ5 4 3 2 1အဲ့ဒါ finger number တန်စင်ရဆိုရင်ဒိုရီမီဖာဆိုပြီးပြန်လှည့်မယ်ဆိုဖာမီရီဒိုပြီးရင်အမဲနှစ်ခုရဲ့ဘေးကအဖြူဒီဘက်ကလည်းအမဲနှစ်ခုဘေးကအဖြူစာစလိုက်ဒီနှစ်ခုကအနှိမ့်အမြင့်ပဲကွာတာအတူတူပဲဒီဘက်ကျတော့1ဖြစ်သွားပြီ1 2 3 4 5ဒါတင်နေလို့ကျွန်တော်ခါတော်တော်စောင်းနေတာ